စဉ်ပြောင်းလဲနေတဲ့တသနာစရာပြောခဲ့သလိုပေါ့ဒုနှစ်ယောက်ရဲ့တွေကလာဟာလေအချိန်နဲ့အမျှရွှေလျားလို့အချိန်နဲ့အမျှရွှေလျားလို့သက်ထားနဲ့ဆုံခဲ့တာကံကြမ္မာရဲ့တိုက်ဆိုင်မှုလားဒါမှမဟုတ်ဆိုကရေးဒီပြောသလိုကိုတီးဖို့သင်ခန်းစာလားလေးစိတ်မှာဆုံခဲ့တဲ့နန်းတွေအခုတော့လဲအိမ်မက်တစ်ခုပေါ်အချစ်ဆိုတာစိတ်ကူးရင်မှုနဲ့လက်တွေကြားကတိုက်ပွဲလို့ဆိုကြတယ်မင်းဘက်ကအကြောင်းပြမရှိပဲလမ်းခွဲခဲ့တဲ့အခါမှာနှရှိပြောသလိုငါကိုမသေးစေတဲ့တန်ရာဟာငါကိုဘိုးသမားစေတဲ့လို့တွေးနေရဟိုးအချစ်ဆိုတာတသနာတစ်ခုပဲသက်ထားရယူခြင်းနဲ့ပေးဆက်ခြင်းကြမှာတုံးနှစ်ယောက်လွဲချော်ခဲ့ပြီအရာဟာနှိမ့်စလို့ဟောကြားခဲ့ပြီမဲ့နှလုံးသားကတော့တသနာတွေနဲ့မဖြစ်နိုင်သေးဘူးကွယ်ရမှုတော့ငါဆူတောင်းတွေဟာပလီတို့ရဲ့စံပြလောကထဲမှာပဲလားလက်တွေမှာတော့ငါတို့ဟာဝေးဆုံးကိုခွဲခွာခဲ့ကြပြီချစ်ချင်းရဲ့အဆုံးသတ်ဟာနာကျင်မှုဆိုတဲ့အမှန်တရားကိုဘယ်ပညာရှင်မှကြိုတင်ပြီးမတားဆီးနိုင်ခဲ့ဘူးအဖြစ်တွေဘယ်သူမှရှိလဲဘာကြောင့်များဖြတ်ခဲ့ရတာလဲကံရဲ့ချင်းဝတရားတွေနဲ့မင်းကငါမတိုင်းတာခြင်းတော့ဘူးအဝေးမှာရှိနေတဲ့ဘေးရတဲ့တနာနဲ့ဘဝသစ်မှာအေးချမ်းပါစေတော့ကွယ်အခုတော့အချစ်ဆိုတာငါတွေ့သင်ခန်းစာသစ်တွေပေးတဲ့ဆရာတစ်ယောက်ပေါ့သက်ထားရဲ့ပြန်မဆုံးတာအကောင်းဆုံးပါ